ကဲကိုကြီးတွေအတွက်ပေါ့နော်ကိုတွေမောင်လေးတွေအကိုကြီးတွေအတွက်နွေရာသီမှာအန်တူဖို့စပန်ရှက်လေးတွေရောက်ပါပြီရှင်ကဲ site လေးကတော့2 site ရောက်ပါတယ် site က80 site နဲ့တွေးတယ်ဆိုပြီးတော့ site လေးက2 site ရောက်ပါတယ်ရှင်အစင်လေးတွေကိုတစ်ချက်ပြပေးမယ်ကဲ design color အတစ်ကလေးနဲ့ရောက်ထားပါတယ်ငါးတဲ့တစ်စီးမှဆိုရင် color စုံလေးပါတယ်ပေါ့နော်တေချာလေးပြပေးမယ် site ကတော့2 site လာတယ်ပေါ့နော်80ဆိုရင်ပေါင်ချိန်120လောက်ကနေပြီးတော့140လောက်ထိဝတ်လို့ရမယ်ဈေးလေးက9000နဲ့မှ200ကျပ်ပါရှင်ဒီမှာနော်အသားအရန်ကောင်းတယ်ကာလာဆိုရင်ငါတဲ့ဒီမှာဆိုရင်ကာလာစုံလေးထည့်ထားပေးပါတယ်ပြီးတော့သူကစပန်ရှက်ပေါ့နော်ရှေ့ကျယ်ဒီတက်လေးနဲ့ပေါ့နော်စပန်ရှက်ကုံမှာကော်လန်အထောင်လေးနဲ့ရှေ့ကျယ်ဒီအသက်လေးနဲ့ကျယ်ဒီကတော့အရှင်ပါပြီးတော့အိတ်ထောင်လေးလည်းပါပါတယ်စိုက်ကတော့2 စိုက်လာတယ်ပေါ့နော်80ဆိုရင်9000နဲ့မှ200ကျပ်ပါ280ဆိုရင်9000နဲ့မှ900ကျပ်ပါရှင်ငါတဲ့ဒီကနေစပြီးတော့မာယူလို့ရပါတယ်280ဆိုရင်ပေါင်ချိန်ကလေ140 150 160လောက်ထိတော်ပါမယ်စိုက်ပွင့်လေးလည်းချုပ်ထားပေးရပေါ့နော်ငါးတဲ့တွေကနေမာလို့ရပါတယ်လိုချင်တဲ့ site ကိုအနည်းဆုံးငါးတဲ့တွေကနေစပြီးတော့မာယူလို့ရပါတယ်80ဆိုရင်လည်း80ငါးတဲ့တွေး80ဆိုလည်းတွေး80ငါးတဲ့ကနေစပြီးတော့မာယူလို့ရပါတယ်ဘယ် site ပဲယူငါးတဲ့တွေကနေစပြီးတော့ယူပေးရပါမယ်အရင်ကချင်လဲပို့ဆောင်ပေးတယ်မင်းတို့ဆိုင်မှာလည်းစိတ်ကြိုက်လာရောက်ကြည့်ရှုလို့ရပါတယ်ရှင် special လေးတွေနော်အရန်အေးရောက်ထားပါပြီရှင်